ပိုင်းနဲ့ပါဟန်နမိုးလင်းသွားတာမှတတိမထားမိလိုက်ပါဟာမိုးတော့လင်းသွားပြီပဲငါမေစောက်ချက်တဲ့တကူကူလောက်တာပါပဲဒါကြည့်အမေဘာလောက်ထားလဲမေဘာမလောက်တာဘူးအဲ့ဒါနေနဲ့တမီးဟိုကဆိုင်တစ်ဆိုင်မှာတွားထားရမယ်ဟောကောင်းတာပေါ့မေသမီးတွားတော့နော်အမေတယောက်တည်းတွားလိုက်တော့နေမတွားငါလည်းမတွားဘူးဒီငါလေးလည်းစော့မယ်ဆိုတော့ငါသိနေအားကြောင့်ငါမတွားတော့ဘူးဟုတ်ကဲ့အမေလက်ပြီးတော့အရန်ချမ်းသာပြီမယ်အရန်ကိုအထီးကျန်လို့ပါတယ်အဲ့ဒါနဲ့ပဲနေလာတရားသူတီရှင်ကနေပြန်ရင်းနဲ့ဟန်နဘီတို့အိတ်ရှိကိုရောက်လာတော့တစ်ချက်ရက်လိုက်ပါတယ်ဟန်နဘီရေဟန်နဘီဒီလေသူ့ကိုခေါ်တာကြားတော့အောက်ထပ်အမြန်နဲ့ပြေးသွားပါတယ်ဘာလဲဟာမမိုးရည်လည်းလာလို့မရတော့ကွာသွားတော့မယ်အဲ့ဆိုနေအောက်ထပ်ကနေနေနော်အေးနေမယ်လေသူပြောလုပ်ပေးမယ်ဟနဘီရဲ့ဟနဘီငါမျိုးပြောလုပ်ပေးမယ်နော်အေးငါမျိုးဘူးလေလုပ်ပြတယ်ပတ်ချက်ကြည့်အာနေဟာလေဆရာကြီးကွာနေမဟုတ်တာမဟုတ်စားမလားငါမဟုတ်တာပဲအေးစားနေဟုတ်လည်းမတွေ့ဟဲ့မုံမတွေ့ဘူးဟဲ့စိုက်ပိတ်တာလည်းထင်တယ်ရပါလေဘာမှဖြစ်ပါဘူးဟဲ့ငါပြန်တော့မယ်နော်မနေ့ကကြာထက်လာမယ်အေးအခုဆိုရင်တော့ဟနာပီတရားလေလာကသူ့ကိုအနေတိုင်းနေ့တိုင်းမုတ်ကြီးကျွေးရုပ်တည်ပေးအဖော်နဲ့ကစားပြီးလို့ကအခုဆိုမပြေတော့ပါဘူးဘယ်လိုမျိုးလေလာရဲ့ရောက်လာရင်တော့ငါမေသိတယ်မလေးရမယ်ဒီနေ့ရောက်တော့ဟန်နဘီကအပြင်ကိုကြည့်လိုက်ပါတယ်ဒါပေမဲ့လေလာကိုမတွေ့ရပါဘူးငါဒီနေ့ဟန်နဘီအိတ်သွားရမှာပဲငါမေ့နေလိုက်တာသွားမယ်ဟန်နဘီအရောက်ပြီဟန်နဘီအေးလာပြီလားလာခဲ့မလားငကူမရောက်လာနော်ဟုတ်တယ်အေးငါပြန်တော့မယ်နော်အေးပြန်တော့သမီးရဲ့အဖေနဲ့လေသမီးရဲ့ပညာရေးအတွက်ကိုရီးယားမှာစာသွားတက်ရမယ်နော်ရှာအမေဘောက်ရှာအဖေဒီနေ့လားအေးဒီနေ့ဒါနဲ့ပဲဟနဘီရဲ့အိမ်ကိုလေလာရောက်လာတော့ပါဘူးဟာ9နာရီရောက်ရှိပြီတဲ့ဒီချိန်ဆိုလေလာရောက်လာနေပြီကိုယ်ကတော့နားထောင်ခဲ့ပါလေလာလည်းရောက်မလာသေးပါလားမနေ့ကကိုယ်ပုံစံတော့ဟာမိုးရနေတာပဲအောက်ဆင်းရောက်သွားချင်ဟာဒီတယောက်ပဲတွေ့ပါလားလေလာလည်းမတွေ့အမေကြည့်အောင်မဟဲ့လေလာလည်းမတွေ့ပါလားသူပဲသွားတာလေဟဲ့နင်သိတယ်လားလေလာသူပညာရဲ့အတော်ကြောင့်ကိုရီးယားမှာစားသွားတက်လာပြီအော်ဟုတ်လားလာရဲ့ငါနှုတ်မဆက်ပါဒါတော့စတဲ့လေးပါရှင်ဒီလိုမျိုးစိတ်ပစာကစကားစလဲလေးကြည့်ဆို like subscribe နဲ့ follow လုပ်ခဲ့ဖို့မပေးပါနဲ့နော်ကဲအများကြီးတင်မိမှာပဲတတာပါ